ုန်းသုံးတဲ့သူတိုင်းမလိုအပ်တဲ့ setting လေးတစ်ခုကိုပိတ်ထားတဲ့ကြောင်းကိုကျွန်တော်ကနေပြီးတော့လူတိုင်းအတွက်အရေးကြီးတဲ့အတွက်ဒီ video လေးမှာအားလုံးကိုမျှဝေပေးပါမယ်ကျွန်တော်ပထမဆုံးနေ့ဖြင့်ဖုန်းရဲ့ setting တွေကိုဝင်လိုက်ပါဖုန်းရဲ့ setting တွေကိုဝင်လိုက်ပြီဆိုလို့ရှိရင်ဟိုအောက်ဆုံးကိုတစ်ချက်လက်လေးနဲ့ဆွဲပြီးလို့ရှိရင် additional setting တွေကိုကျွန်တော်ဆက်ဝင်လိုက်ပါဝင်ပြီးပြီဆိုလို့ရှိရင်ဟိုအောက်ဆုံးကိုတစ်ခါလက်လေးနဲ့ဆွဲပြီးလို့ရှိရင်ကျွန်တော်ဒီနားလေးမှာရှိနေတဲ့ diploma option ဆိုတာရှိအဲ့ထဲကိုကျွန်တော်ချမ်းနှိပ်ပြီးဝင်လိုက်ပါဒီမှာကျွန်တော်စပြီးရှင်းပြပေးပါမယ် diploma option ဆိုတာကိုယ့်ရဲ့ဖုန်းကိုကျွန်တော်တို့ကောင်းကျိုး90ခိုင်နှုန်းပေးနိုင်တယ်လို့ကျွန်တော်စိုးကျိုးကိုလည်း95ရာခိုင်နှုန်းတော့ဖြစ်စေနိုင်ပါတယ်အဲ့တော့အဓိကကိုယ့်ရဲ့ဖုန်းထဲမှာရှိနေတဲ့ကျွန်တော် ban software ရဲ့ data တွေပြီးလို့ရှိရင် TikTok account တွေ Facebook account တွေ YouTube account တွေအဲ့လိုမျိုးအရေးကြီးတဲ့ data တွေကိုသူများကအလွယ်တကူကူးယူနိုင်တယ်တည်ယူနိုင်တယ်အဲ့အတွက်ကြောင့်ကျွန်တော်ဒီ cloud လေးကိုပိတ်ပေးရမှာဖြစ်ပါတယ်တန်တရားရှိစရာ PC တွေနဲ့ချိတ်ဆက်ထားရဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ diploma option ကနေတည်းကကျွန်တော်တစ်ဆင့်ပေါ့နော်ကျွန်တော်တို့ရဲ့ဒီ data တွေကိုကူးယူနိုင်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့တချို့ဆိုလို့ရှိရင်ဖုန်းသာတုံးနေရတယ်မကျွမ်းကျင်တဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုဝါသနာပါတဲ့လူတွေဆိုလို့ရှိရင်အမျိုးမျိုးသော link တွေကတစ်ဆင့်ဆွဲခေါ်ဆောင်သွားပြီးအဲ့ link တွေဝင်ပြီးတော့လဲကျွန်တော်တို့ရဲ့ data တွေအချက်လက်တွေပေါ့နော် ban software တွေ account တွေကိုပါသွားနိုင်တယ်ပေါ့နော်အဲ့တော့ diploma option ကိုဖွင့်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့တော့ diploma option ကိုကျွန်တော်တို့ပိတ်ထားပေးလိုက်ပါဒါဆိုလို့ရှိရင်ရပါပြီခင်ဗျာအားလုံးတွေ save ဖြစ်သွားပါပြီဒါမလိုအပ်တဲ့လူဆိုရင်ပိတ်ထားပေးပါအားလုံးကိုကျေးဇူးတင်ပါ